အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတော့ငမန်းရုပ်ရှင်တွေကိုကြည့်တဲ့အခါတင်မြင်နေရတဲ့ငမန်းကြီးတွေဟာ CGI လို့ခေါ်တဲ့ကွန်ပျူတာ graphic တွေဒါမှမဟုတ်စက်ရုပ်တွေလိုပဲထင်နေပါလားတကယ်တော့ရုပ်ရှင်သမိုင်းမှာပိုပြီးလက်တွေ့ကြပုံနဲ့ပရိသတ်ကိုထိတ်လန့်သွားစေဖို့အတွက်ငမန်းစစ်တွေကိုသုံးပြီးအသက်နယ်ခြင်းကရိုက်ကူးခဲ့တဲ့ဖြစ်ရမှန်ရုပ်ရှင်တွေလည်းရှိပါတယ်ဒီနေ့မှာတော့ငမန်းစစ်တွေနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်တွေရဲ့နောက်ွယ်ဟာကြောချမ်းစရာမှန်တရားတွေကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုဆုံးထိကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဗျာ Number 1 Open Water ငမန်းအစစ်ကောင်ကားတဲ့ချာတရုတ်ဆောင်များပထမဆုံးပြောပြချင်တာကတော့2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ Open Water ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်ဒီဇာတ်ကားဟာအမှန်တကယ်ပင်လယ်ထဲမှာတောင်တချမ်းရိတ်ခဲ့တဲ့လေများမြောက်ရဲ့ဖြစ်မှန်ကိုရိုက်ကူးထားတာပါထူးခြားတာဒီရုပ်ရှင်မှာCGI လုံးဝမသုံးပဲ Caribbean Reshape လို့ခေါ်တဲ့ငမန်းစစ်တွေကိုတုံးထားတာပါတရုတ်ဆောင်တွေကငမန်းစစ်ကောင်90လောက်ဝိုင်းရနေတဲ့ကြားမှာနိုင်ပေါင်း120ကျောင်းရေကူးပြီးတရုတ်ဆောင်ခဲ့ရတာဖြစ်ပါတယ်သူတို့ဟာငမန်းကိုက်မကန်အောင်ဝစ်ဆောင်ရဲ့အောက်မှာတန်ငွေဝစ်ဆောင်မျိုးဝစ်ထားခဲ့ရတယ်လို့ငမန်းတွေအနားရောက်လာအောင်ရဲကိုအသားငါးဘက်တွေပြစ်ကျွေးပြီးမှရိုက်ကူးခဲ့ရတာလည်းဖြစ်ပါတယ်ဒါဟာတရုတ်ဆောင်တွေအတွက်တော့တကယ်ကိုအိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ် Number 2 Jost စေုပ်ပြရကနေဖြစ်လာတဲ့အမှုပညာငမန်းရုပ်ရှင်လို့ပြောလိုက်ရင် Jost ကိုခြံထားလို့မရပါဘူးဒီရုပ်ရှင်ကို1985ခုနှစ်ဇွန်လ20ရက်နေ့မှာစတင်ရုံတင်ပြသခဲ့တာဖြစ်ပါတယ် Writer Steven Spielberg ဟာဒီရုပ်ရှင်မှာ Bruce လို့အမည်ပေးထားတဲ့စက်ရုံငမန်းကိုသုံးခဲ့ပေမဲ့အဲ့ဒီစရုပ်ကရှင်ငံနဲ့တွေ့တဲ့အခါခဏခဏပြတ်နေခဲ့ပါတယ်။ဒါကြောင့် Writer လက်တွေ့ကြတဲ့မြင်ကွင်းကိုရှာဖို့ Australia ကမ်းလွန်ကငမန်းပြူစစ်တွေရဲ့ပုံရိပ်တွေကိုခိုးယူရိုက်ကူးခဲ့ရပါတယ်။အဲ့ဒီလိုရိုက်ကူးရေးအတွင်းမှာငမန်းစစ်တကောင်ဟာတရုတ်ဆောင်မပါတဲ့ရောက်ဆောင်ရင်ကိုတကယ်ပဲတိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ပါတယ်။အခုလိုမတင်မပဲရရှိခဲ့တဲ့ငမန်းစစ်ရဲ့တိုက်ခိုက်မှုဗီဒီယိုဖိုင်ကိုပဲရုပ်ရှင်ထဲမှာတက်သွင်းသုံးပြခဲ့တာဖြစ်လို့ကျော့စ်ဟာကဘာကျော်တဲ့ငမန်းရုပ်ရှင်တွေကဖြစ်လာခဲ့ပါတယ်။ Number 3 Deep Blue Sea အသက်အန္တရာယ်ရှိတဲ့ရိုက်ကူးရေး1999ခုနှစ်ကထွက်ရှိခဲ့တဲ့ Deep Blue Sea ရုပ်ရှင်မှာမာကိုရှက်လို့ခေါ်တဲ့ငမန်းစစ်တွေတုံးခဲ့ပါတယ်။တရုတ်ဆောင်တယောက်ဖြစ်တဲ့ Thomas James ဟာငမန်းစစ်ရဲ့အမိကိုကန်ရတဲ့အခါမှာတကယ်ပဲကြောက်လန့်နေခဲ့ရတာပါ။ဘာလို့လဲဆိုတော့အဲ့ဒီငမန်းဟာအချိန်ပေးပြန်လှည့်ပြီးသူ့ကိုကိုက်နိုင်လို့ပါပဲ။ရိုက်ကူးရေးဖွဲ့တွေကတရုတ်ဆောင်တွေနဲ့ငမန်းတွေကြားမှာအမြဲတမ်းတတိကြီးစွာထားခဲ့ရပြီးအန်နေရှိလာရင်ကဲဖို့အတွက်လုံခြုံရေးဖွဲ့တွေကရေအောက်မှာအဆင်သင့်စောင့်နေခဲ့ရတာပါနောက်ထပ်ပြောပြရရင်တော့ငမန်းအစ်တွေကိုအသုံးပြုပြီးရိုက်ကူးထားတဲ့ရုပ်ရှင်တွေထဲမှာ The Rich 2010နဲ့ The Shallow 2016တို့ဟာတကယ်ငမန်းစစ်ရိုက်ချက် reaction footage တွေကိုအထူးရောက်ဆုံးသုံးထားတဲ့ကားတွေဖြစ်ပါတယ် The Rich ကိုပြောရရင်တော့ဒီဇာတ်ကားဟာဩစတြေးလျနိုင်ငံမှာပြစ်ပြတ်ခဲ့တဲ့ PM ကိုအခြေခံပြီးရိုက်ကူးထားတာပါ။လှေမောက်သွားလို့ပင်လယ်ထဲမှာတောင်းတင်နေတဲ့တငယ်ချင်းစုစီကိုငမန်းတကောင်ကြောက်လာတဲ့အကြောင်းရိုက်ပြထားတဲ့ရုပ်ရှင်တကားဖြစ်ပါတယ်။ထူးခြားချက်ကိုပြောရရင်တော့ Writer Andrew Trekkie ဟာဒီကားမှာ CGI လုံးဝအသုံးမပြုသလောက်နေပါပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးတဲ့အခါမှာဆိုရင်လည်းတရုတ်ဆောင်တွေရဲ့ဘေးမှာတကယ်ငမန်းစစ်တွေရိုက်ချက်တွေကိုအနည်းကပြည့်ညက်ကလုပ်ပြီးရိုက်ထားတာဖြစ်လို့တကယ်ကိုအပြင်မှာရှင်ဆိုင်နေရတယ်လို့မျိုးကန်စားချက်ကိုပေးနိုင်ပါတယ်The Show ဇာတ်ကားအကြောင်းပြောရရင်တော့ Blaze Library တီကာတရုတ်ဆောင်ထားတဲ့ဒီဇာတ်ကားဟာကမ်းခြေနဲ့တိမ်မွေးတဲ့နေရာမှာတောင်းတင်နေတဲ့ကောင်မလေးတယောက်နဲ့ငမန်းပြူကြီးတစ်ကောင်တို့ရဲ့အပြိုင်မှုရိုက်ကူးထားတာပါထူးခြားချက်ကိုပြောရရင်တော့ဒီဇာတ်ကားရဲ့အန်နေပြူတဲ့ငမန်းကြီးကတော့ CGI ဖြစ်ပေမဲ့တောင်ဝင်းကျင်နေထားတဲ့ငမန်းတွေရဲ့တဘာဝကိုပုံမပြပြအောင်လို့တကယ်ငမန်းစစ်တွေလှုပ်ရှားမှုဗီဒီယိုတွေကိုပေါင်းဆက်ပြီးအသုံးပြုထားတာဖြစ်ပါတယ်နောက်ပြီးရေအောက်ရိုက်ချက်တော်တော်များများဟာအပြင်းရိုက်ချက်တွေဖြစ်တာကြောင့်ပရိသတ်တွေကြည့်ရတာအရှမ်းကိုလက်တွေ့ကြပါတယ်အခုကမှတော့ဤပညာတွေတိုးတက်လာတာကြောင့်ငမန်းစစ်တွေကိုသုံးဖို့မလိုတော့ပါဘူးဒါပေမဲ့ခုနကပြောခဲ့ရုပ်ရှင်တွေဟာတက်နေချင်းပြီးရိုက်ကူးခဲ့တဲ့အတွက်ကြောင့်ပဲအခုထိပရိသတ်တွေကြားမှာရေပန်းစားနေတော့ဖြစ်ပါတယ်ပရိသတ်တို့ရောငမန်းရုပ်ရှင်တွေကြည့်တဲ့အခါဘယ်စကားကိုအကြောက်ဆုံးလဲကွန်မန့်မှာပြောခဲ့ပါဦးအခုလိုစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုအများနဲ့ကြည့်ရှုနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ YouTube Channel ကို Like and Subscribe လုပ်ခဲ့ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဗျ။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။